အားလုံးကိုမင်္ဂလာပါအခုကျွန်တော်နဲ့အတူကြည့်ရှုနားဆင်မဲ့တည်င်းလေးရတော့စိုးဝင်းဖယ်ရှားခံရပြီးရဲဝင်းဦးနဲ့ကျော်စွာလင်းတို့စစ်ကော်မရှင်ထိပ်ပန်းရာသူများစတင်တာဝန်ယူဒီတည်င်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နဲ့အတူကြည့်ရှုနားဆင်လိုက်ရအောင်နော်ကဲဗီဒီယိုလေးစမယ်စိုးဝင်းဖေချားခံရပေရေဝင်းဦးနဲ့ကျော်စွာလင်းတို့စစ်ကော်မရှင်ထိပ်ပိုင်းယာလူတွေကိုစတင်တာဝန်ယူလာပါတယ်။အခုတလောစစ်ကော်မရှင်ထဲမှာအပြောင်းလဲတွေကတော်တော်လေးကိုမြင်ဆန်နေပါတယ်။အားလုံးကဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတယောက်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမလားလို့စောင့်ကြည့်နေကြပေမဲ့တကယ်တမ်းမှာတော့မင်းအောင်လှိုင်ကစိုးဝင်းကိုလုံးဝပဲဖယ်လိုက်ပြီးသူ့ရဲ့လူမျိုးတော်ရေဝင်းဦးကိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ယာလူတိုးပေးလိုက်တာကိုတွေ့ရပါတယ်။မနေ့ကစပြီးဗိုလ်ချုပ်ကြီးရေဝင်းဦးကကာကွယ်ဦးစီးချုပ်အဖြစ်၎င်းဒုတိယဗိုလ်ချုပ်မှူးကြီးကျော်စာလင်းကဒုတိယကာကွယ်စစ်ဦးစီးချုပ်အဖြစ်၎င်းတာဝန်စတင်ထမ်းဆောင်နေပြီလို့သိရပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကကာလာချေချာနံပါတ်2နေရာကိုယူထားတဲ့စိုးဝင်းတယောက်ဘယ်ရောက်သွားတယ်လဲဆိုတာပါပဲ။စစ်ရေးလေ့လာသူတွေကတော့ဒါဟာမင်းအောင်လှိုင်ကစိုးဝင်းကိုအာဏာကွင်းပြင်ပရအောင်ကန်ထုတ်လိုက်တာပဲလို့သုံးသပ်နေကြပါတယ်။တကယ်တော့မင်းအောင်လှိုင်နဲ့စိုးဝင်းအကြားမှာသဘောထားကွဲလွဲမှုတွေရှိနေတာကြားပါပြီ။အထူးသဖြင့်စစ်မြေပြင်မှာရှုံးနိမ့်မှုတွေဇက်တိုက်ကြုံတွေ့နေရတဲ့အပေါ်တယောက်နဲ့တယောက်အပြစ်ဖို့ရကနေအခုလိုအပြတ်အသက်ဖေရှားတဲ့အထိဖြစ်လာတာပါဟုတ်ကဲ့မင်းအောင်လှိုင်အနေနဲ့သူ့အာဏာကိုချိန်ချောင်းနိုင်တဲ့စိုးဝင်းကိုဖေထုတ်ပြီးသူ့စကားကိုမြေဝေမကျနားထောင်မဲ့ရေဝင်းဥလိုလူမျိုးကိုနေရာပေးလိုက်တာဟာသူ့ကိုယ်သူကောက်ွယ်ဖို့ကြိုးစားတာပဲဖြစ်ပါတယ်ဟုတ်တီတာပဲခွေးစကားပြောရမယ်ဆိုတာဘာလို့ဦးစိုးဝင်းမဖြစ်တာလဲအဘစိုးဝင်းကိုတက်ချုပ်နေရပေးပါတယ်ဗျာအဘစိုးဝင်းကအနားယူရမယ်လို့ပြောလိုက်တာပါဗျာအသက်အရွယ်ကြောင့်ပါမအားလာချစိုးဝင်းထက်ကြီးတမရတက်လှုပ်တယ်နော်ဟုတ်ပါကွာဟုတ်တယ်နော်ပြန်လဲမှာကြောက်လို့ဖေထုတ်ထားတာပါတဲ့ဖြစ်နိုင်တယ်နော်အဲ့လိုလဲဦးစိုးဝင်းမဖြစ်တာအတော်စိတ်မကောင်းဖြစ်မိတယ်ခဲအဆက်ဆက်ပြန်ကြည့်ပါလေးလာကြည့်ပါဒူးချုပ်ဒီတက်ချုပ်ဖြစ်မလာဘူးအနားယူတာပဲရှိတယ်အဲ့လိုမဟုတ်ပါဘူးဗျာတက်ချုပ်ကြီးကမေးပါတယ်ဗျအဘဆိုးဝင်းကအနားယူလိုက်တော့မယ်လို့ပြောလိုက်တာဗျသူကိုယ်တိုင်ပြောရနော်ဟုတ်ကဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးပဲဘေးရန်ကင်းပြီးရှင်လန်းချမ်းမြေ့ကြပါစေဘိုင်ဘိုင်